ထိုင်းနိုင်ငံမှာရှိတဲ့ချာဂျင်တောင်ပြည်နယ်ငါးထုတ်လို့ရေးဆက်ရုံမှာလောက်ကန်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူအသက်26နှစ်ရွယ်မဆနာလင်းရဲ့နောက်ဆက်တဲ့သတင်းလေးပဲဖြစ်ပါတယ်ဇူလိုင်လ29ရက်နေ့ထိနောက်ဆုံးရရှိထားတဲ့ချက်တွေကတော့ရဲတပ်ဖွဲ့နဲ့တာဝန်ရှိတဲ့သူတွေဟာဒီမှုနဲ့ပတ်သက်ပြီးတော့အစည်းအဝေးပြုလုပ်ခဲ့ကြပါတယ်ယခုချိန်မှာတော့ရဲတပ်ဖွဲ့တွေကဖြစ်စဉ်မှန်ကိုဖော်ထုတ်နိုင်မှုအတွက် DNA စစ်ဆေးမှုတွေကိုအဓိကထားပြီးတော့လှုပ်ဆောင်နေကြပါတယ်ယခုချိန်မှာတော့ရဲတပ်ဖွဲ့တွေကလူ36ဦးကို DNA နမူနာတွေကောက်ယူထားပြီးတော့အဲ့36ဦးတွေကမှစက်ရုံအလုပ်သမားတွေက34ဦးမဆနာလင်းရဲ့ရခင်ရီးသားယခုရီးသားတွေ2ဦးလည်းအပါအဝင်ပဲဖြစ်ပါတယ် DNA ရလဒ်တွေကိုတော့လာမယ့်အပတ်အတွင်းသိရှိနိုင်မှုရှိရလို့ဆိုပါတယ်တစ်ဖက်မှာလည်းအရင်ကတည်းကရဲတပ်ဖွဲ့ရှာဖွေနေတဲ့မြန်မာနိုင်ငံသားအမျိုးသားတို့ကိုဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်ဒါအပြင်တည်ဆုံးသူမဆနာလင်းနေထိုင်တဲ့အခန်းအနီးမှာတွေ့ရှိခဲ့တဲ့ဖုန်းတစ်လုံးကိုလည်းစစ်ဆေးရမှာအမှုနဲ့သက်ဆိုင်မှုမရှိကြောင်းသိရှိရပါတယ်ရဲတပ်ဖွဲ့အနေနဲ့ကလည်းအလုပ်ရှင်ဖြစ်တဲ့သူကိုထပ်မံခေါ်ယူမေးမြန်းနေပြီးတော့လုပ်ငန်းခွင်အတွင်းကိုရေးကိုတာပရိပခတွေအပါအဝင်ဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုအဓိကထားစုံစမ်းနေပါတယ်လက်ရှိချိန်မှာတော့ဒီအမှုနဲ့ပတ်သက်ပြီးတော့တန်တရားရရှိသူကိုဖမ်းမိထားခြင်းမရှိသေးပဲစုံစမ်းမှုတွေကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ် DIA ရလက်နဲ့နောက်ထပ်စုံစမ်းမှုတွေထွက်ပေါ်လာလို့ရှိရင်အမှုရဲ့အဓိကချက်တွေပုံမှုရှင်းလင်းသွားနိုင်မယ်လို့မျှော်လင့်ပါတယ်ဒီကြောင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံသူဖြစ်တဲ့မဆနာလင်းရဲ့နောက်ဆက်တွဲမှုလေးကိုမိတ်ဆွေတို့လာရောက်ပြပြပေးတာပါနောက်ထပ်ထပ်မံထွက်ရှိလာမယ့်သတင်းလေးကိုလည်းကျွန်တော်မိတ်ဆွေတို့လာရောက်ပြီးတော့မျှော်ပေးပါအောင်မယ်စောင့်မျှော်နေကြပါကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသူမဆနာလင်းရဲ့ရဲရဲဆက်ဆက်လှုပ်ကြံခံရတဲ့အမှုကိုစောင့်မျှော်နေတဲ့သူတွေသိရှိအောင်လို့ဒီဗီဒီယိုဖိုင်လေးကို share လုပ်တော့ပေးခဲ့ကြပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ